ဖြစ်ပါစေလို့ကျွန်တော်ဂျုံလေးရနေပြီးတော့ပြောရချင်ပါတယ်ခင်ဗျာကျွန်တော်နာမည်ရေးဆုံးစပြီးတော့ပြဆက်ပေးချင်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကတော့ဂျုံလေးလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်ကာဇူးလေးနားလို့ခေါ်ကြပါလေကျွန်တော်တိတော့မှာကာဇူးနားလေးတွေ့လို့ရပါတယ်အတူတူနော်တွေ့ဘူးလားโอเคဒီတော့ဆိုတော့ဒီအထင်ကြီးတော်ကြီးမှာကျွန်တော်တိုင်ဆန်ရှားတယ်လို့ဆိုပြီးတော့အစီအစဉ်တော့ပြောလို့ပြနေပါတယ်ခင်ဗျာအားလုံးကတော့ဒီနေ့ဒီလိုပါပါ